ပဲမင်္ဂလာပါရှင်ကျွန်မ Best Terror ကနေပြီးတော့ကြိုဆိုပါရစေကျွန်မဒီနေ့ကြည့်ပေးသွားမယ့် video လေးက crash နဲ့ပတ်သက်တယ်ပေါ့နော်ဒီကို crash နေတဲ့သူကိုသဘောကျနေတဲ့သူနဲ့ကိုနဲ့ကจิตတူရစားဖြစ်လာနိုင်လားဆိုတော့နောက်ပြီးတော့ဒီကိုရဲ့ crash နဲ့ကိုနဲ့ကจิตတူရစားဖြစ်လာမယ်ဆိုရင်ရောကိုရဲ့ crash ကကိုအတွက်အဆင်ပြေမဲ့သူလားပေါ့နော်ဒါလေးကိုကျွန်မကြည့်ပေးသွားမှာပါဒါကြောင့်မလို့ဒီ video လေးကိုအဆုံးထိကြည့်ပေးသွားဖို့အတွက်ပြောချင်ပါတယ်ဆိုတော့ကျွန်မတို့ဒီကက်လေးတွေအရင်ချလိုက်မယ်ပေါ့နော်အခုချိန်မှာတော့ဒီအားလုံးရရှိမှာ file လေးတွေအတိအကျရှိနေကြပြီပေါ့နော်ဒီအဝါရောင်တုံးလေးက file number 1ဒီရှိကဒီအစိမ်းရောင်လေးကကြတော့ file number 2ပေါ့နော်နောက်ဆုံးဒီပန်းရောင်လေးကတော့ file number 3ပဲဖြစ်ပါတယ်ဆိုတော့ဒီပိုင်တော့ခုတည်းကနေပြီးတော့ကိုကြိုက်နေတဲ့ပိုင်တစ်ခုကိုရွေးချယ်လို့ရပါတယ်ဆိုတော့ပိုင်လေးတွေကိုရွေးချယ်ပြီးပြီဆိုရင်တော့ကျမတို့နောက်မှာအဖြေလေးတွေတစ်ချက်သွားပြီးတော့ကြည့်ကြမယ်ပိုင်ကိုရွေးခင်မှာကိုကနေကိုဒီစိတ်လေးကိုရှင်းရှင်းထားမယ်နောက်ပြီးရင်အသက်လေးကိုဝဝလေးခဏလောက်ရှူမယ်ပြီးရင်ညလုံးလေးခဏမှိတ်ပြီးတော့မှအများဆုံးပြန်ဖွင့်တဲ့အခါမှာကိုယ်အရန်ဆွဲခေါ်နေတဲ့ကိုဆွဲဆောင်နေတဲ့ကက်လေးတစ်ကက်ကိုရွေးချယ်ဖို့လိုပါမယ်ဒါဆိုရင်တော့ကျမတို့အဖြေလေးတွေကိုဆက်ပြီးတော့ဖတ်ကြည့်လိုက်ရအောင်Pine number 1ကိုရွေးချယ်တဲ့သူတွေအနေနဲ့ကိုနဲ့ကို crash နဲ့ကချစ်သူဖြစ်လာနိုင်ခြေရှိလားဆိုရင်တော့ရှိဖြစ်လာနိုင်ခြေများတယ်ပေါ့နော်ရခိုင်နှုန်းများတယ်မျှော်လင့်ထားလို့ရတယ်လို့တော့ပြောချင်တယ်ဒါပေမဲ့ကိုဘက်ကလည်းစူးစမ်းအားထုတ်ရမယ့်အတိုင်းအတာလေးတွေတော့ရှိရပေါ့နော်ဒီကိုဘက်ကဒီတွန့်ဆုံနေရမျိုးသူနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကိုခန်းစားချက်တွေကိုဖွင့်မပြနိုင်တာမျိုးရှေ့မတိုးရရမျိုးတွေမရှိဘဲနဲ့ကိုဘက်ကလည်းရှေ့ဆက်တိုးဖို့စူးစမ်းဖို့အတွက်တော့လိုလိမ့်မယ်ဒါပေမဲ့ဒီ point 1တွေမှာတခုထပ်ပြီးတော့တွေးမိတာပါလဲဆိုတော့လေ point 1သမားတွေအနေနဲ့ဒီကို crash နေတဲ့သူကိုသဘောကျနေတဲ့သူနဲ့ပတ်သက်ပြီးတော့အကြောင်းတစ်ခုရှိလို့ကိုဘက်ကရှေ့ဆက်မတိုးရဲတာဒါမှမဟုတ်ရှေ့ဆက်မတိုးဖြစ်တာအဲ့လိုပုံစံလေးရှိရပေါ့နော်ဒါလေးလည်းတစ်ချက်တွေးပါရဲ့ကို crash နဲ့ကိုနေကချစ်သူရေးစားဖြစ်ရင်အဆင်ပြေနိုင်လားဆိုတော့အဆင်ပြေနိုင်တယ်လို့တော့တွေ့ရဲဒါပေမဲ့ဘာရှိလဲဆိုတော့နှစ်ယောက်ရဲ့ကြားထဲမှာမျှတမှုတွေရှိဖို့တော့လိုလိမ့်မယ်ကိုဘက်ကပဲဒီချစ်ပေးနေလို့လည်းမဖြစ်တယ်လို့သူ့ဘက်ကပဲကိုကိုချစ်နေရင်လည်းအဆင်မပြေဘူးကွာဒီနောက်ပြီးတော့ဒီနှစ်ယောက်ကြားထဲမှာကချင်းချင်းဒီတောင်းတဲ့တယောက်ညီမရဲ့ချစ်ချင်းတွေဂီယူဆိုင်ပေးမှုတွေကျင်နာမှုတွေကရှိရမယ်ပေါ့နော်ဒါတယောက်တည်းကပဲတစ်ဖက်သက်ဆန်နေရမျိုးတွေရှိနေရင်တော့ဒီ relationship နဲ့အနေနဲ့သွားမယ်ဆိုရင်တော့အဆင်ပြေနိုင်ဘူးကွာဆိုတော့တယောက်နဲ့တယောက်က balance ဖြစ်နေဖို့လိုလိမ့်မယ်ဒါဆိုရင်တော့ကျမတို့နောက်ထပ် point number 2လေးကိုဆက်ပြီးတော့သွားလိုက်အောင်ဆိုတော့ဒီ point number 2သမားတွေအနေနဲ့ကကိုယ့်ရဲ့ crush နဲ့ချစ်သူဖြစ်နိုင်ခြေရှိလားဆိုရင် yes ဖြစ်နိုင်ခြေရှိရပေါ့နော်အချိန်ဒီကောင်းတစ်ခုတော့နှစ်ယောက်ကြားမှာရှိလာနိုင်မှုတွေ့ရတယ်ဒီတစ်ဖက်သူကလည်းကိုလိုပဲကိုယ့်အပေါ်မှာစိတ်ဝင်စားလာနိုင်တဲ့ပုံစံလေးတွေလည်းမြင်နေပေါ့နော်Pine number 2ကတော့ဒီပိုင်း3ခုထဲမှာတော့အချိန်ဒီကောင်းတဲ့ပိုင်းတစ်ခုလို့ယူဆလို့ရပါတယ်Pine number 2ကိုရွေးချယ်တဲ့သူတွေအနေနဲ့ဒီကိုယ့်ရဲ့ crush နဲ့ချစ်သူဖြစ်လာရင်အဆင်ပြေနိုင်လားပေါ့နော် relationship ဖြစ်ရင်အဆင်ပြေနိုင်လားကို crush ကကိုယ့်အတွက်အဆင်ပြေနိုင်တဲ့သူလားဆိုရင်တော့ကိုယ့်ကိုနည်းနည်းကိုထိန်းချုပ်မဲ့ energy တွေတွေ့ရတယ်ကွာကိုယ့်ရဲ့ crush ကအဲ့လိုမျိုးကိုယ့်ရဲ့ crush ကနေထိန်းချုပ်ခံရမယ်တူဝင်တူခံရမယ်ချုပ်ချက်ခံရမယ်ဆိုတဲ့ဟာလေးကွာပြောရရင်တော့ဒီတစ်ဖက်သူကကိုယ့်အပေါ်ကိုနည်းနည်းလေးနိုင်ခြင်းတဲ့ပုံအထက်ကြီးဆန်ခြင်းတဲ့ပုံအဲ့လိုမျိုးပေါ့ပိုင်ဆိုးပိုင်နင်းဖြစ်တဲ့သဘောတွေကိုတွေ့ရတယ်ကွာဂီယူဆိုင်ခံရမယ်တူဝင်တူခံရမယ်အချစ်လဲခံရမယ်ဒါပေမဲ့တခြားတစ်ဖက်မှာလည်းဒီချုပ်ချယ်ရမျိုးတွေလည်းခံရနိုင်တယ်ပေါ့နော်သူ့အနေနဲ့ဒီအကိုလိုအဖေလိုကိုယူဆိုင်ပေးမယ်ဒါပေမဲ့အဲ့ဒီဂီယူဆိုင်မှုတွေကကိုယ့်အတွက်ချုပ်ချယ်မှုလို့ခံစားနေရတာမျိုးတွေလည်းကြုံရတတ်ပါတယ်တစ်ဖက်သူကကိုယ့်အတွက်တော့ဒီအဆင်ပြေနိုင်တဲ့သူတွေမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့ရှိမှပြောသလိုပဲအဲ့လိုအခြေအနေလေးတွေလည်းကြုံရနိုင်နေဆိုတာကိုသိစေချင်ပါတယ်ဒါဆိုရင်တော့ဒီနောက်ဆုံး point number 3တွေအတွက်ဆက်ပြီးတော့ကြည့်အောင်ပေါ့နော် point number 3ရဲ့အနေနဲ့ဒီကိုယ့်ရဲ့ crush နဲ့ချစ်သူဖြစ်နိုင်ခြေရှိလားဆိုရင်တော့တိတ်တော့မသေးကြသေးဘူးဘာမသေးကြလဲဆိုလို့ရှိရင်ဒီ point number 3တွေအနေနဲ့ဒီတစ်ဖက်သူနဲ့ပတ်သက်ပြီးကိုယ့်ရဲ့စိတ်ခံစားချက်တွေကမတည်ငြိမ်သေးတဲ့အနေအထားမျိုးတွေ့ရတယ်ဒီကိုယ့်အနေနဲ့ဒီတစ်ဖက်သူကိုဒီတိုင်းတစ်ခုခုကြောင့်ရုပ်ချောလို့ပဲဖြစ်ကိုသဘောကျတဲ့အချက်လေးရှိနေလို့ပဲတိုင်းတာမန် crush ရုံပဲလားဒါမှမဟုတ်ရင်ကိုတကယ်သူ့ကိုချစ်လားတကယ်စိတ်ဝင်စားလားသူကိုအနေနဲ့သူ့ကိုတကယ်ပဲချစ်မြင်လို့လားသူပဲဘလို့လူပဲဖြစ်နေကိုဘက်ကချစ်နိုင်လားပေါ့ဒီချစ်တာလားသဘောကျလားဆိုတဲ့အရာလေးကိုတော့ point number 3တွေအနေနဲ့ကိုအရင်ဆုံးသိအောင်လုပ်ဖို့လိုလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ point number 3တွေအနေနဲ့ကတော့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခန်းစားချက်တွေကိုအရင်ဆုံးသိကြအောင်လုပ်တင်တယ်တကယ်လို့သိကြတယ်ကိုဘက်ကတစ်ဖက်လို့တကယ်သဘောကျတယ်ဆိုရင်တော့ဆက်ပြီးတော့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့စူးစမ်းပါဖြစ်နိုင်ခြေရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုဘက်ကသူ့အပေါ်မှာကိုယ့်ရဲ့ခန်းစားချက်တွေကမသိကြဘူးဆိုရင်တော့ဒီတိုင်းတမန်ငါရှန်ကအပေါ်ရန်လောက်ပဲဆိုရင်တော့
ဖိုင်နံပါတ်3တွေအနေနဲ့ကကို crash နဲ့ချစ်သူဖြစ်နိုင်ဖို့တော့အခွင့်အရေးနည်းတဲ့အထင်မှာပါတယ်နောက်ပြီးတော့ဒီတစ်ခုထပ်ပြီးတော့တွေ့ရတာပိုင်း3တွေနဲ့ဒီကိုရဲ့ crash ရဲ့ဂျာကအခြေအနေဆက်ဆံရေးလေးတွေကအခုအချိန်မှာတိတ်ပြီးတော့မတည်ငြိမ်သေးဘူးကွာဘယ်အခြေအနေရောက်နေလဲဆိုရဲဟာအတိအကျပြောလို့မရဘဲအနေထားမှာရှိနေတယ်ဆိုတာကိုအတိအကျမတွေ့ရသေးဘူးပေါ့နော်ကို့အနေနဲ့ဒီကိုရဲ့ crash ကိုတကယ်သဘောကျစိတ်ဝင်စားရဆိုရင်တော့2ယောက်ကြားမှာဒီအခြေခိုင်တဲ့ဆက်ဆံရေးလေးတစ်ခုကိုအရင်ဆုံးတိဆောက်တင်တယ်ကွာတငယ်ချင်းဆိုလေတငယ်ချင်းဆက်ဆံရေးလေးကိုဒီချာလေးတိဆောက်တင်တယ်ပေါ့နော်ပိုင်း3တွေရဲ့ crash ကချစ်သူကြီးစားအနေနဲ့ဆိုရင်ပိုင်း3တွေအတွက်အဆင်ပြေမဲ့သူတယောက်လားဆိုတော့အဆင်ကိုနဲ့ကိုအတွက်အဆင်ပြေတဲ့သူတယောက်လို့တော့မြင်တယ်ဒီပိုင်း3တွေအနေနဲ့ဒီအချစ်ခံရမယ်သူပေါ့နော်ကိုတကယ်ချစ်ပေးမဲ့သူတယောက်ဖြစ်လိမ့်မယ်ပေါ့ချစ်သူကြီးစားဖြစ်ခဲ့ရင်ပေါ့နော်တစ်ဖက်သူကပိုင်း3တွေအတွက်အဆင်ပြေမဲ့သူတယောက်လို့မြင်ပါတယ်ဒီ2ယောက်ရဲ့ relationship ကလည်းဒီ healthy ဖြစ်တဲ့ relationship ပုံစံမျိုးပိုင်ဆိုင်ရနိုင်တယ်ပေါ့နော်ဆိုတော့ပိုင်းလေးတွေကတော့ဒီလောက်ပါပဲကျမအနေနဲ့ဒီ video reading လေးကပထမဆုံးရိုက်တာမလို့ပေါ့နော်အတန်နဲ့လည်းကိုယ်တိုင်ပြောတာမလို့ပထမဆုံးဆိုတော့အဆင်မပြေရလေးရှိရင်လည်းတီးခံပြီးတော့နားထောင်ပြကြပါနောက်ပိုင်းတွေမှာလည်းအကောင်းဆုံးပြင်ဆင်ပြီးတော့ပြန်လာခဲ့ပါမယ်ပေါ့နော်ကျမကဒီ reading တွေဖတ်တဲ့ခါကျရင်ကျမ Facebook page မှာဒီစာနဲ့ပဲရေးပြီးတင်နေကြဆိုတော့ကျမဒီ video reading လုပ်တဲ့ခါမှာတော့အဆင်မပြေရလေးအခက်အခဲလေးတော့ရှိရပေါ့နော်ကိုယ်တိုင်လည်းနည်းနည်း exciting ဖြစ်တဲ့အနေထားလေးဆိုတော့အမားပါသွားရင်လည်းတခံပေးကြနားလည်ပေးကြပါလို့ပြောချင်ပါတယ်ဆိုရင်ဒီကျမရဲ့ဒီနောက်ထပ်တင်မဲ့ video လေးတွေအတွက် follow လုပ်ထားပေးလို့ရပါတယ်ဒီ reading နဲ့မေးချင်တယ်ဆိုရင်လည်းကျမရဲ့ဒီ Jamavest Tarot Facebook page မှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ် page ရဲ့ Messenger ရော Telegram AC ကနေရောလာရောက်မေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်